Okay ကျွန်တော်ဒီနေ့ backtesting ကို free သုံးလို့ရတဲ့ application တစ်ခုအကြောင်းပြောပြမယ်ပေါ့နော်အဲ့တော့ဒီ application ကိုမသွားခင်မှာကျွန်တော်တို့ backtest လုပ်တယ်ဆိုတာဘာလဲအဲ့တော့ဒီ backtesting လုပ်တယ် backtest လုပ်တယ်ဆိုတာဘာလဲဆိုတော့ကိုတကယ်သုံးမဲ့ strategy တစ်ခုကဖြစ်ခဲ့ပြီးသားဈေးကွက်မှာပြောချင်တာလက်ရှိဈေးကတော့ဒီမှာဖြစ်ခဲ့ပြီးသား time frame ဖြစ်ခဲ့ပြီးသားဈေးကွက်တွေမှာမှန်ရဲ့လားမှန်တယ်ဆိုလို့ရှိရင်ရောဘယ်လိုအခြေအနေမျိုးမှာမှန်တာလဲအကယ်၍မှန်သွားတယ်ဆိုလို့ရှိရင်ရောဘယ်လောက်မြတ်လဲမှားသွားတယ်ဆိုလို့ရှိရင်ရောကိုကဘာကြောင့်မှားသွားတာလဲကိုပဲအချက်ကိုမကြည့်လိုက်မိလို့မှားသွားတာလဲနော်အဲ့တော့မှားသွားတယ်ဆိုလို့ရှိရင်ရောဘယ်လောက်ရှုံးသွားလဲအဲ့ဒီဟာတွေပေါ့နော်အဲ့တော့ပြောချင်တာကျွန်တော်တို့ဒီလိုမျိုးအမျက်တွေအရှုံးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လို့ရသွားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ strategy တခုက win rate ဘယ်လောက်ရှိလဲ risk reward ratio ဘယ်လောက်ရှိလဲအဲ့ဒါမျိုးတွေကိုကျွန်တော်တို့ဒါအကြမ်းမြင့်အဖြစ်သိနိုင်တယ်ပေါ့နော်အဲ့တော့ဒီ backtest လုပ်တယ်ဆိုတာကကျွန်တော်တို့အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတကယ်သုံးမဲ့ strategy တခုကိုဒီလိုပေါ့နော် blind trading လို့ခေါ်ကိုတကယ်သုံးမဲ့ strategy တခုလုံးဝမစမ်းကြည့်ပဲနဲ့တကယ်ပတ်စံထည့်ပြီးတော့တကယ်လက်ရှိဈေးကွက်ကြီးထဲမှာဝင်ပြီးတော့အယောင်းဝယ်လုပ်လို့ရှင်မဖြစ်တဲ့နာတွေဖြစ်လာနိုင်တယ်เนาะအဲ့တော့ပြောချင်တာကကျွန်တော်တို့ blind trading မလုပ်ဖ ೇನೆ ကိုသုံးမဲ့ strategy တခုကို backtest လုပ်ပြီးသွားတော့မှပဲသုံးတာကတော့ပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့အကျိုးရှိတယ်เนาะအဲ့တော့ပြောရလို့ရှင်ကိုက backtest လုပ်ထားတာဖြစ်တဲ့အတွက်ကိုရဲ့ strategy တခုကိုကယုံကြည်မှုရှိတယ်အဲ့ဒါပြီးလို့ရှင်ကိုရဲ့အားနည်းချက်ကိုလည်းကိုသိသွားလိမ့်မယ်เนาะအဲ့တော့ကိုအားနေတဲ့ဘယ်အချက်လေးအားနေလဲအဲ့ဒီဟာလေးကိုလည်းကျွန်တော်တို့သိသွားနိုင်တယ်ပြီးလို့ရှိရင်ကြတော့ကို strategy ရဲ့ performance ကို strategy ရဲ့ performance ဘယ်လောက်ကောင်းလဲဥပမာ win rate တွေဘယ်လောက်ရှိလဲ risk reward ratio ဘယ်လောက်ရှိလဲဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ entry ဝင်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကျွန်တော်တို့မြတ်နိုင်လဲဘယ်လောက်ထိရှုံးသွားနိုင်လဲအဲ့တော့ရှုံးနိုင်ခြေရောကျွန်တော်တို့ဘယ်လောက်ရှိလဲအဲ့ဒါတွေကိုကျွန်တော်တို့သိသွားနိုင်မယ်ပြီးတော့ဒီ backtest လုပ်ရတဲ့အဓိကအချက်ကကြတော့ဘာလဲဆိုတော့ကိုယ့်ရဲ့အချိန်နဲ့ငွေကုန်တာကိုတတ်တာတဲ့အဓိကအချက်ကเนาะဘာဖြစ်လို့လဲဆိုတော့ကိုက backtest မလုပ်တာပဲနဲ့တကယ်ဈေးကွက်ထဲမှာဝင်ပြီးတော့ trade တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ strategy က win rate ဘယ်လောက်ရှိမှန်းလည်းမသိ risk reward ratio ဘယ်လောက်ရှိမှန်းလည်းမသိပြောချင်တာ performance ကောင်းမကောင်းလည်းမသိကိုယ်နဲ့ကိုက်မကိုက်လည်းမသိတဲ့အတွက်ကိုကအဲ့လိုမျိုးဝင်ပြီးတော့အယောင်းဝယ်ဝင်လုပ်မယ်ဆိုလို့ရှိရင်ကြတော့ရှုံးပြီဆိုလို့ရှိရင်မကုံနဲ့မဲကုံနဲ့အရှုံးတွေဖြစ်ကုန်နိုင်တယ်เนาะအဲ့လိုမျိုးတွေဖြစ်ကုန်နိုင်တာဖြစ်တဲ့အတွက် backtesting ကအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ backtest application လေးဘယ်လိုသုံးလဲဆိုတာလေးကိုအရင်ဆုံးပြောပြမယ်เนาะအဲ့တော့ဒီ application နာမည်ကတော့ Go Charting လို့ခေါ်တယ်အဲ့တော့သူ့ကိုစသုံးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ email address တစ်ခုနဲ့တော့အရင်ဆုံး register လုပ်ပေးရမယ်เนาะအဲ့ register လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးဈေးကွက်ထဲကိုရောက်ပြီအဲ့တော့သုံးပုံသုံးနည်းလေးကျွန်တော်တို့တစ်ချက်စကြည့်မယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီ interface လေးကိုအရင်ဆုံးစသွားမယ်အဲ့တော့ဒီဘက်မှာဘယ်ဘက် out down ပေါ့เนาะအဲ့တော့ကိုကဖုန်းကိုလှည့်ပြီးကြည့်တာနဲ့ထောင်ပြီးကြည့်ရတော့ကွာသွားလိမ့်မယ်เนาะအဲ့တော့ကျွန်တော်လောလောဆယ်ဒီမှာမြင်နေရတဲ့အတိုင်းပဲပြရမယ်ဆိုလို့ရှင်ဒီမှာမှန်မလူးလေးရှိမယ်အဲ့တော့အဲ့ဒီမှန်မလူးလေးကကျွန်တော်တို့ currency ရှာမှာအဲ့တော့ crypto ရှာရင်လည်းရတယ်stock တွေရှာရင်လည်းရတယ် forex တွေရှာရင်လည်းရတယ်ကိုအဆင်ပြေတဲ့ကိုကြိုက်တဲ့ကောင်တော့ရှာလို့ရမယ်เนาะပြီးတော့ဒီဘက်ဘေးမှာ 15M ဆိုပြီးတော့ရှိတယ်သူကကြတော့ time frame ပြောင်းတာအဲ့တော့ time frame အနေနဲ့ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်အများကြီးရှိတယ်ပေါ့နော်စက္ကန့်တွေပါရှိတယ်နော်အဲ့တော့ဒီမှာတစ်ချက်ကြည့်ရင်ကျွန်တော် daily လည်းရှိတယ်ကျွန်တော် metadata 5နဲ့အကုန်လုံးနီးတူတယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီကောင် chart ရှိမယ် chart ကကြတော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီဈေးကွက်ကို candlestick နဲ့ပေါ်ခြင်းလားဘာနဲ့ပေါ်ခြင်းလဲเนาะအဲ့တော့အဲ့ဒါတွေကျွန်တော်တို့သွားရွေးလို့ရမယ်များသောအားဖြင့်တော့ candlestick နဲ့ပဲကြည့်ကြရတော့များတယ်เนาะအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘေးမှာ FX steady ဆိုတဲ့ကောင်လေးရှိတယ်သူကကြတော့ indicator ဖွင့်တာအဲ့တော့ဒီ indicator တော်တော်များများကဒီ trading view က indicator တွေတော်တော်လေးတော့ပါတယ်ပေါ့เนาะအစုံတော့မပါဘူးအဲ့တော့ဒါကိုကလည်း indicator သုံးတဲ့လူတယောက်ဆိုလို့ရှင်တော့သုံးကြည့်လို့ရတယ်เนาะအဲ့ဒီကောင် draw ကကြတော့ကျွန်တော်တို့ဈေးကွက်မှာline တွေပါညာတွေဆွဲတာပေါ့နော်အဲ့တော့ဒီ draw လေးကိုကျွန်တော်နည်းနည်းလေးစပြမယ်အဲ့တော့ဒီ draw လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ဆွဲလို့ရတာတွေကတော့ trading view နဲ့တော့နည်းနည်းလေးဆင်တယ်ဆွဲပုံဆွဲနည်းတွေကအဲ့တော့ကျွန်တော်ဒီကောင်တစ်ခုလောက်တော့ကျွန်တော်ဆွဲပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံး horizontal line လေးဆွဲပြမယ်အဲ့တော့ horizontal line လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီလိုမျိုး pointer ပေါ်လာလိမ့်မယ်အဲ့တော့အဲ့ဒီ pointer ကကိုကဘယ်နားကိုဆွဲချင်တာလဲဥပမာဒီနားကိုဆွဲချင်တာဆိုလို့ရှင်အဲ့နားလေးကိုအရင်ရွှေ့လိုက်ရွှေ့ပြီးွားရင်ကျွန်တော်တို့ကတေးကြပြီးကိုအဲ့နားကိုဆွဲချင်တာတေးကြပြီးဆိုလို့ရှင် screen ကိုတစ်ချက်နှိပ်နောက်တစ်ချက်ထပ်နှိပ်အဲ့ဆိုလို့ရှင်ရပြီเนาะဒီနေရာမှာကျွန်တော်တို့ line လေးထွက်လာအဲ့တော့ဒီ line ကိုကျွန်တော်တို့ကဘာတွေလုပ်လို့ရလဲဆိုတော့အဲ့ line ကိုတစ်ချက်နှိပ်လိုက်လို့ရှင်ဒီအလယ်မှာအဆက်ပေါ်လာမယ်အဲ့တော့အဲ့အဆက်ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ဒီအပေါ်မှာ setting တွေသွားပြင်လို့ရမယ်เนาะအဲ့တော့ဒီကအယောင်တွေရှိမယ်ဒီက setting တွေသွားပြင်လို့ရမယ်အဲ့ပြီးဒီမှာ lock လဲချလို့ရတယ်အကယ်၍ပြန်ဖြတ်ချင်ပြီဆိုလို့ရှင်ဒီကအ
အမိုက်ဘုံနဲ့ဖြတ်လို့ရတယ်เนาะအဲ့တော့ဒီလိုမျိုးကျွန်တော်ဒီ line ကိုတစ်ချက်နှိပ်ပြီးလို့ရှင်ဒီမှာအဆက်ပေါ်နေတဲ့အချိန်ကြရင်အပေါ်ရွှေ့အောက်ရွှေ့လုပ်လို့ရတယ်ဒီ line ကိုเนาะအဲ့တော့ကျွန်တော်အဲ့တိုင်းလုပ်လို့ရမယ်အဲ့ဒါပြီးလို့ရှင်ကိုကဒီအဆက်ကလေးကိုပြန်ပြီးတော့ဖြောက်ချင်ပြီးကိုက edit လုပ်တာပြီးပြီဆိုလို့ရှင် screen ကိုလွတ်တဲ့နေရာကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုလို့ရှင်ပျောက်သွားလိမ့်မယ်เนาะအဲ့တော့ကျွန်တော်အဲ့ဒါရှိမယ်အဲ့တော့ကျွန်တော်အခုအယောင်ပြင်နေတယ်ဆိုလို့ရှင်ဒီကအယောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ဒီအောက်မှာကိုကြိုက်တဲ့အယောင်တော့ထားအဲ့တော့ထားပြီးဒီအောက်ကဟာလေးကကြတော့သူ့ကိုအတိုးလျှော့လုပ်လို့ရတယ်ဗာလဲဆိုတော့သူ opacity ရွှေ့တာနော်အဲ့တော့သူကအကေမှိန်နေတယ်ဆိုဟိုးအောက်ဒီဆိုရွှေ့လိုက်အကေအရင်ပဲပေါ်ရင်ဒီအရင်ဆုံးမှာထားနော်အဲ့တော့ကျွန်တော်အဲ့ဒါရှိမယ်အဲ့တော့လောလောဆယ်တော့ဒီ line လေးကိုကျွန်တော်ဖြတ်လိုက်တော့မယ်နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဘာတွေရှိမလဲဆိုတော့ဒါတော်တော်လေးတော့စုံတယ်အဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာlong position short position လေးကိုတစ်ချက်ပြမယ်ပေါ့နော်အဲ့တော့ long position ကကျွန်တော်တို့ away ကိုပြောချင်တာအဲ့တော့ဒီ long position ကိုနှိပ်လိုက်လို့ရှိရင်လေဒီလိုမျိုးpointer လေးပေါ်လာလိမ့်မယ်အဲ့တော့ကိုကဒီမှာစမ်းဝယ်မယ်စမ်းဝယ်မယ်ဆိုရင်ကျွန်တော်ဒီနေရာလေးကိုတစ်ချက်သွားပြီးရင် screen ကိုတစ်ချက်နှိပ်အဲ့တော့နှိပ်လိုက်တဲ့ချိန်ကြာလို့ရှိရင်ဒီအစိမ့်ဘက်လေးကကြတော့အမြက်ဒီကောင်ကအရှုံးအဲ့တော့ TB နဲ့ SL ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်ရင်ဒီအဆက်ကသူက340ပေါ်နေတယ်အဲ့တော့ကိုက TV ကိုရွှေ့ကျင်တယ်ဆိုလို့ရှိရင်အပေါ်ကအဆက်ကလေးကိုရွှေ့ပြီးကင်ပြီးတော့အပေါ်ရွှေ့အောက်ရွှေ့လုပ်လို့ရတယ် SL ဈေးတန်းတစ်ခုကိုရွှေ့ကျင်တယ်ဆိုလို့ရှိရင်အောက်ကအဆက်ကလေးကိုကင်ပြီးတော့အပေါ်ရွှေ့အောက်ရွှေ့လုပ်လို့ရမယ်နော်အဲ့တော့ဒီကောင်ကတော့ကိစ္စမရှိဘူးသူကဒီလိုဝေးဝေးပေါ်ကျင်လားနီးနီးပေါ်ကျင်လားဒီလောက်ပဲနော်အဲ့ဒါပြင်ကိုကဝယ်တဲ့ဈေးတန်းရောင်းတဲ့ဈေးတန်းကိုရွှေ့ကျင်တယ်ဆိုရင်ဒီကောင်လေးနဲ့ရွှေ့ဒီလိုလေးလိုက်ရွှေ့လို့ရမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဘာတွေပေါ်လဲဆိုတော့ဒီမှာ ratio ပေါ်တယ်ပြီးသွားရင် TV ဘယ်နှပစ်လဲ SL ဘယ်နှပစ်လဲအဲ့ဒါတွေလည်းကျွန်တော်တို့ပေါ်တယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းကျွန်တော်တို့ကဒီ long position short position ကိုတော့အယောင်မပြင်နဲ့တော့ပေါ့နော်ဒီအတိုင်းလေးကတော့ပို့ပြီးတော့အဆင်ပြေတယ်နော်အဲ့တော့သူ့ကိုကျွန်တော်တို့တစ်ချက်ဖြတ်လိုက်မယ်အဲ့တော့ကျွန်တော် short position လေးတစ်ချက်ထပ်ပြမယ်short position လေးကိုနှိပ်လိုက်ကိုကဘယ်နေရာမှာရောင်းညင်လဲဥပမာဒီ inverted hammer လေးပေါ်တော့ကိုကျွန်တော်တို့ရောင်းညင်နေဆိုလို့ရှိရင်လည်းဒီနေရာမှာရောင်းမယ်အဲ့ okay တစ်ချက်နှိပ်လိုက် SL ကျွန်တော်တို့ဒီ share ရဲ့အပေါ်မှာထားမယ်အဆင်ပြေတယ်ကျွန်တော်တို့မရွှေ့ကျင်တော့ဘူး TB ကျွန်တော်တို့ 1:2 ratio ထားခြင်းတယ်ဆိုလို့ရှိရင်လေဒီလိုလေးဆွဲရွှေ့ပေးလိုက် okay ဒီနားလောက်မှာရှိမယ်နော်အဲ့တော့ကျွန်တော်တို့အဲ့တိုင်းလေးတွားပြီးတော့ long position short position ဆွဲလို့ရမယ်အဲ့တော့သူ့ကိုကျွန်တော်လောလောဆယ်တစ်ချက်ပြန်ဖြတ်ထားမယ်အဲ့တော့ဆွဲလို့ရတာတွေကတော့အများကြီးပဲပေါ့နော်အဲ့တော့ပြောရရင်ကျွန်တော်နောက်ဆုံးတစ်ခုအနေနဲ့ rectangle လေးတစ်ချက်ဆွဲပြမယ်ဒီ rectangle လေးကထားပါတော့ဒီနား bullet shell လေးကလေးတစ်ခုကိုဆွဲပြမယ်အဲ့ဆိုရင်ကျွန်တော်ဒီကိုစဆွဲကျင်တဲ့နေရာလေးကိုအရင်ဆုံး pointer သွားပြီးပြီဆိုလို့ရှိရင်တစ်ချက်နှိပ်အဲ့ပြီးရင်ကိုကဘယ်နားထိဆွဲကျင်လဲဆိုတော့ဒီလိုမျိုးလေးဆွဲရွှေ့လာခဲ့ဒီလိုလေးဆွဲကျင်တယ်ဒီနားလောက်ထိဆွဲကျင်တယ်ဆိုရင်လည်းအဲ့နားကိုဆွဲကျင်တဲ့နေရာရောက်ပြီဆိုရင်လက်ကိုလွတ်ပြီးသွား screen ကိုတစ်ချက်နှိပ်လိုက်အဲ့ချိန်ကျရင်ကျွန်တော်တို့ဒီလိုမျိုးအဆက်ကလေးတွေတော့ပေါ်နေသေးတယ်အဲ့တော့အဲ့အဆက်ကလေးတွေကိုဒီလိုမျိုးကင်ပြီးတော့ဟိုရွှေ့ဒီရွှေ့အဲ့ဒါဆန်းပြီးတော့လုပ်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေးလှုပ်လို့ရတယ်အဲ့ဒါပြီးရင်သူကကျတော့အယောင်ကနှစ်ယောင်ပြင်လို့ရတယ်ဒီအထဲကအယောင်ရဲ့အပြင်ကဘောင်အယောင်ရဲ့ကျွန်တော်တို့ပြင်လို့ရတယ်အဲ့တော့ဘောင်အယောင်ကကျတော့ဒီကောင်ကိုပြောချင်တာဒီဘက်ချမ်းအကောင်ပြောချင်တာအဲ့တော့ဒီဘောင်ကိုလည်းကျွန်တော်တို့ကကြိုက်တဲ့အယောင်ထားပါတော့ဥပမာအမဲလေးထားခြင်းလဲအမဲလေးရွှေ့လိုက်ပြီးရင်အထဲကအယောင်ကတော့ကျွန်တော်တို့သူ့ကို opacity short မှရမယ်အဲ့တော့အထဲကအယောင်နှိပ်ပြီးတော့ကျွန်တော်ဒီလောက်ထိထားတာမှပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကိုကျွန်တော်တို့လုံးဝအရင်ဆုံးထားလိုက်မယ်ဆိုရင် canvas တွေပျောက်သွားမှာအဲ့တော့ draw as background တွေဘာတွေလိုက်လုပ်နေရပါအာယုံနောက်တယ်အဲ့တော့လောကမှိတ်လေးပဲထားတာနော်အဲ့တော့ဒီလောက်ဆိုအဆင်ပြေတယ်အဲ့တော့ဒီကောင်ကကျတော့ rectangle ဆွဲတာနော်အဲ့တော့ဒီ draw လေးကိုလည်းကိုယ့်ဘက်ကိုကလိကြည့်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါရှိမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ canvas ဒီ background တွေ interface အယောင်တွေကိုကမကြိုက်ဘူးဆိုလို့ရှိရင်ကြတော့ကိုကထောင်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာရှိမယ်ကိုကဒီလိုမျိုးဖုန်းကိုတစ်စောင်းကြည့်မယ်ဆိုလို့ရှိရင်ကြတော့ညာဘက်အောက်တောင်မှာနော်အဲ့တော့ညာဘက်အောက်တောင်မှာဆက်ကလေး30ရှိမယ်အဲ့တော့ဒီဆက်ကလေး30မှာကျွန်တော်တို့အဓိကတော့ chart ကိုပဲအဓိကပြင်ရမှာနော်အဲ့တော့ chart တွေရှိမယ်ပြီးတော့ကိုကပြင်နေတယ်ဆိုလို့ရှိရင်ဘာတွေပြင်လို့ရသေးလဲဆိုတော့ session ပြင်လို့ရတယ်နော်အဲ့တော့ trading session ကျွန်တော်တို့ထည့်လို့ရတယ်နော်အဲ့တော့ chart ကိုတစ်ချက်နှိပ်လိုက်အဲ့တော့ chart ကိုနှိပ်လိုက်တဲ့အချိန်မှာဆိုရင်သူကဒီလိုလေးပေါ်လိမ့်မယ်နော်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ linear ရဲ့ဘေးမှာဒီအကြောင်းလေးအဲ့တော့သူကကြတော့ဘာကိုပြောချင်တာလဲဆိုတော့ background အကြောင်းကိုပြောချင်တာအဲ့တော့ background ကိုအဖြူရောင်ထားခြင်းလည်းရတယ်အမဲရောင်ထားခြင်းလည်းရတယ်အဲ့တော့ဒီကောင်ဆိုရင်အမဲရောင်ထားတာအဲ့တော့အဖြူထားခြင်းလည်းအဖြူပြောင်းအစိမ်းထားခြင်းလည်းအစိမ်းပြောင်းပေါ့နော်ဒါကတော့ကိုယ်အဆင်ပြေတဲ့အယောင်ပြောင်းအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်အောက်ကလေးကိုတစ်ချက်ဆွဲချလိုက်လို့ရှိရင်ကျွန်တော်ဒီနေရာမှာ cross hair လေးရှိမယ်အဲ့တော့ cross hair ကကြတော့ဘာလဲဆိုတော့ကျွန်တော်ဒီ pointer ထောက်ကြည့်တာပဲ moderator 5မှာဆို pointer ထောက်ကြည့်တဲ့သဘောပဲအဲ့တော့ screen ကိုကျွန်တော်တို့20စက္ကန့်လောက်အကြာကြီးဖိနေထားလိုက်ကြိုက်တဲ့နေရာအဲ့ဆိုရင်ဒီနေရာမှာဟောက်စားလေးထွက်လာဒီလိုမျိုးလေးထွက်လာပြီနော်အဲ့လိုမျိုး pointer ထောက်ကြည့်တာလေးပဲကျွန်တော်တို့ထူးထူးခြားခြားမဟုတ်ဘူး
အဲ့တော့လောလောဆယ်တော့ကျွန်တော် background ကိုအဖြူလေးပြန်ပြောင်းထားမယ်နော် okay အဲ့တော့ crosshair ကိုလည်းကျွန်တော်တို့ကဘယ်လိုပေါ်ခြင်းလဲdotted line နဲ့ပေါ်ရင်လား line နဲ့ပေါ်ရင်လားအထူအပါကျွန်တော်အဲ့ဒါတွေတွားပြီးတော့လုပ်လို့ရမယ်အဲ့ဒါပြီးဒီမှာ price line ကျွန်တော်တို့လက်ရှိသေးပင်နာရောက်နေလဲအဲ့တော့ဒီ price line ကိုတော့မပိတ်လိုက်နဲ့ပေါ့နော်အကယ်၍ပိတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာလက်ရှိသေးရလောလောဆယ်ဒီမှာအဲ့တော့ဒီ price line လေးကိုကျွန်တော်တို့ပိတ်လိုက်မယ်ဆိုလို့ရှိရင်လက်ရှိသေးရမပေါ်တော့နော်price line လေးကိုကျွန်တော်တို့အများအားဖွင့်တာအဲ့ဒါပြီးဒီမှာ day break ကကြတော့ကျွန်တော်တို့ moderator 5ရဲ့period separator နဲ့အတူတူပဲကျွန်တော်တို့ရက်တစ်ရက်နဲ့တစ်ရက်တစ်ပတ်နဲ့တစ်ပတ်တစ်လနဲ့တစ်လအဲ့ဒါကိုသူကခွဲပေးသွားတဲ့ line လေးပဲအဲ့တော့ကျွန်တော်တို့အဲ့ဒီ day break ကလည်းထဲခြင်းထဲမထဲခြင်းနေပေါ့နော်အဲ့ဒါပြီးဒီမှာ grid line ကျွန်တော်တို့ထဲခြင်းလည်းထဲမထဲခြင်းလည်းနေကျွန်တော်ကတော့မထဲဘူးအာယုံနောက်တယ်အဲ့ဒါတွေကြည့်နေရနော်အဲ့တော့ကျွန်တော်တို့အဲ့ဒါတွေရှိမယ်ပြီးသွား session ထဲခြင်းတော့ဒီကနေတော့ထဲရမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါတွေရှိမယ်ပြီးရင်ကျွန်တော်တို့ဘာတွေရှိမလဲဆိုတော့ဒီနေရာမှာ layer ရှိမယ်အဲ့တော့ layer setting ရဲ့ဘေးက layer လေးကိုတစ်ချက်သွားလိုက်ကျွန်တော်တို့ candlestick လေးရှိမယ်နော်အဲ့တော့ candlestick ကိုကျွန်တော်တို့ကဒီ layer ကိုနှိပ်လိုက်ခါစားဆိုလို့ရှိရင်ဒီလိုလေးပေါ်မှာအဲ့တော့ဒီ main panel လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင် candlestick လေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီနေရာမှာ candlestick အရောင်တွေကျွန်တော်တို့သွားပြီးတော့ပြင်လို့ရမယ်နော်အဲ့တော့ကျွန်တော်ပြင်တော့မပြင်ပြတော့ဘူးအဲ့တော့ကျွန်တော်တို့အခုဘယ်ကိုဆက်သွားမလဲဆိုတော့ replay ဘယ်လိုလုပ်လဲဒီ backtesting ကိုဘယ်လိုမျိုးအဓိကသုံးမလဲဆိုတာလေးကိုတစ်ချက်သွားမယ်ဒီမှာဆိုရင်ဖုန်းကိုစောင်းပြီးကြည့်မယ်ဆိုရင်ဒီနားမှာ replay ဆိုတာလေးရှိမယ်အတဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီအပေါ်နားမှာ replay ဆိုပြီးတော့ရှိမယ်အဲ့တော့အဲ့ replay လေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဘာပေါ်လာလဲဆိုတော့ဒီနေရာမှာ replay mode on ပေါ်လာတယ်အဲ့ဒါပြီးရင်ဒီကောင်ပေါ်လာလိမ့်မယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီအလဲကတစ်စက္ကန့်ပါဘာကြတော့ဘာလဲဆိုတော့replay ပြန်လုပ်ပြီးဘာ replay ပြန်လုပ်ပြီးဆိုလို့ရှိရင် तू ကဒီ candlestick တဒုံးကိုတစ်စက္ကန့်ပေါ်လာပေးမှာအဲ့ဒါကိုပြောချင်တာအဲ့တော့သူ့ကိုကျွန်တော်တို့နှေးရဆိုလို့ရှိရင်လေမြန်မြန်ဒီဘက်ကိုရွှေ့ကြာရင်ဒီဘက်ကိုရွှေ့နော်အဲ့တော့ကိုဒီလိုမျိုးအဆင်ပြေလိုမျိုးလေးကျွန်တော်တို့ကြည့်ချက်ပြီးတော့ရွှေ့ပြီးလို့ရမယ်နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဘာရှိမလဲဆိုတော့ဒီနားလေးမှာအဲ့တော့ဒီအဆက်ကလေးတွေကကျတော့ကျွန်တော်တို့သူ့ကိုကင်ပြီးတော့ဟိုရွှေ့တီရွှေ့လောက်တာနော်ဘယ်နားလေးထားကြတယ်ဒီနားလေးထားကြတာဒီနားလေးထားကြတာဒါပဲပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်ဒီဟာကျတော့ replay စတာအကယ်၍ replay ကိုရက်ချင်ပြီဆိုလို့ရှိရင်ဒီကအမှားလက္ခဏာနဲ့ရက်လိုက်လို့ရတယ်เนาะအဲ့တော့ okay ဘယ်ကနေဘယ်လိုစရမလဲဆိုတာတစ်ချက်သွားမယ်အဲ့တော့ကိုကဒီနားလေးမှာကိုကရောင်းနေတယ်မှန်တော့မသိ okay ရောင်းနေတယ် M15 အရာကိုရဲ့ strategy ကဒီနားမှာရောင်းလို့ရပြီเนาะအဲ့တော့ပြောချင်တာအဲ့နားမှာရောင်းလို့ရှိရင်မြတ်မလားရှုံးမလားအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုသွားကြည့်မလဲဆိုတော့okay ဒီ replay လေးကိုနှိပ်ထားတယ် replay လေးကိုနှိပ်ထားတဲ့အချိန်မှာကျွန်တော်တို့ဒီကောင်ပေါ်နေပြီเนาะအဲ့တော့ကိုကဒီနားကိုကြည့်ချင်တာအဲ့ဆိုရင်အဲ့နားကိုကြည့်ချင်ကိုကလက်တဲ့လို့ရှင်တော့အဲ့နားမှာနှစ်ချက်ထိလိုက်အမြန်ထိလိုက်အကယ်၍ကိုကလက်မတဲ့ဘူးဆိုလို့ရှင်ကိုကဒီနားကိုကြည့်ချင်တယ်ဆိုပေမဲ့ဒီဘက်နားလေးကိုနည်းနည်းအရှိလေးကိုတိုးပြီးနှိပ်လိုက်နှစ်ချက်အဲ့လိုမျိုးနှိပ်ပေးလိုက်အဲ့ဒါဆိုလို့ရှင် तू ကဒီနားကနေစပြီးတော့ပြန်ပေါ်လိမ့်မယ်เนาะအဲ့ချိန်ကျရင်ကျွန်တော်တို့ကဘာလို့စနှိပ်မလဲဆိုတော့ဒီနေရာအကောင်လေးကိုတစ်ချက်နှိပ်အဲ့တော့နှိပ်လိုက်လို့ရှိရင် तू ကအဲ့လိုမျိုးဒီနေရာမှာ तू speed အတိုင်းပဲ तू အမြန်ပေါ်လိမ့်မယ်เนาะအဲ့တော့ကိုကအမြန်ထားတာကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းထားเนาะအဲ့တော့တစ်စက္ကန့်ကို candlestick တဒုံးပေါ်တာကိုပဲကြိုက်တယ်ဆိုလဲအဲ့ဒီကိုပြန်ရွှေ့ထားလိုက်เนาะအဲ့တော့ကျွန်တော်တို့တစ်ချက်ဆက်ကြည့်မယ်အဲ့တော့ကိုရောင်းမဲ့အတုံးကဒီတုံးအဲ့တော့အဲ့အတုံးကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ရပ်ပလိုက်အဲ့တော့ကိုက M15 မှာကြည်နေတာကိုက lower time frame တခုကိုဆင်းပြီးတော့ကြည့်အောင်ပါလားအဲ့ချိန်ကြလို့ရှင်လေကျွန်တော်တို့ lower time frame ကိုပြန်ပြီးတော့ဆင်းကြည့်လို့ရတယ်အဲ့တော့ M5 လေးကိုတစ်ချက်ပြ M5 လေးကိုတစ်ချက်သွားအဲ့တော့ M5 မှာဘာတွေ့လဲကျွန်တော်တို့အဲ့ဒါကိုပြန်သွားကြည့်အဲ့တော့အဲ့လိုမျိုးပြန်သွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ M5 မှာကိုကရောင်းလို့ရတဲ့strategy တခုကိုနဲ့ကြိုက်လားအဲ့တော့ဒီနားမှာကြိုက်တယ်ပဲထားအဲ့ဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ draw ပြီးသွားရင် short position လေးကိုသွားအဲ့တော့ short position ကိုကဒီနားမှာရောင်းကျင်နေဆိုရင်အိုင်နာလေးကိုချက်နှိပ်လိုက် SL ပဲမှာထားကျင်လေဒီ share ရဲ့အပေါ်မှာထားမယ်ဆိုလို့ရှင်လေအိုင်နာလေးကိုရွှေ့ okay TP ပဲမှာထားကျင်လေကျွန်တော်တစ်ချက်ကြည့်လိုက်အဲ့တော့ကြည့်လိုက်တဲ့အချိန်မှာကိုကဘယ်နားလေးထားကျင်လဲဒီနားလေးထားကျင်နေဆိုလို့ရှင်လေအိုင်နာလေးကိုလမ်းရွှေ့လိုက် TP ကိုokay အဲ့ဆိုရင်ကျွန်တော်ဒီတိုင်းကိုယ့်ရဲ့ strategy တစ်ခုကဒီတိုင်းဆိုလို့ရှိရင်ရောမှန်လားအဲ့ဒီတိုင်းကိုကျွန်တော်တို့ကြည့်မယ်အဲ့တော့ကြည့်မယ်ဆိုတော့ဒီက play လေးကိုတစ်ချက်ပြန်နှိပ်ပေးလိုက် okay ဒီလိုအချိန်တွေမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ tower တော့ဒါဥပမာပြောတဲ့ကျွန်တော်ရဲ့ strategy တစ်ခုဒီနာအထိကိုပြန်ပြီးတော့ရောက်မလာတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ strategy ကလက်လွတ်သွားမယ်ပေါ့အဲ့လိုမျိုးလေးကျွန်တော်တို့ပြန်ပြီးတော့ back test လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကဒီ back test လောက်တာကိုရက်ချင်ပြီ okay ဒီတစ်ခုမှာငါ entry လက်လွတ်သွားပြီ okay နောက်တစ်ခုဆိုလို့ရှိရင်ရောငါတို့ဘယ်လိုအချိန်တွေရှိမလဲဥပမာ
conservative မဝင်ပြောချင်တာ retrace ကိုမဆောင်မင်းနဲ့ aggressive live ဝင်ကြည့်မယ် okay အဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်ခုဘယ်လိုမျိုး entry ဝင်မလဲအဲ့ဒါကိုကျွန်တော်တို့ထပ်ပြီးတော့သွားဆန်းကြည့်မယ်အဲ့တော့သွားဆန်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ခုကတော့ bar replay လောက်တာပြီးပြီဆိုလို့ရှိရင်ဒီကအမားလက္ခဏာလေးကိုနှိပ်လိုက်အဲ့ဆိုရင်ရပြီအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဖြတ်ပစ်လိုက်တော့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကထားပြီးတော့ကိုယ့်ရဲ့ဒီ strategy ကဘယ်နားမှာစမှာလဲ H1 ဆိုလေ H1 ကိုသွားအဲ့တော့ H1 ရောက်ပြီအဲ့တော့ H1 မှာဆိုလို့ရှိရင်ရောကျွန်တော်တို့ဘယ်လိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ရောင်းဝယ်လိုက်လို့မှာလဲ okay အဲ့ဆိုရင်ဒီဟာလေးကိုတစ်ချက်ကြည့်ဒီနားလေးကိုတစ်ချက်ကြည့်မယ်နော်အဲ့တော့ဒီနားလေးမှာဆိုလို့ရှိရင်ဒီမှာ bearish and gap fin လေးတစ်လုံးရှိတယ်အဲ့တော့ဒီ bearish and gap fin မှာကိုက price action သမားတယောက်ဆိုလို့ရှိရင်ဒီ bearish and gap fin ပေါ်ပြီးဆိုတာနဲ့ချက်ချင်းလိုက်ရောင်းပါလားအဲ့တော့ရောင်းမဲ့လူပဲထားကိုကကြတော့ကိုကရောင်းမဲ့လူဆိုလို့ရှိရင်အဲ့နားရောက်ရင်ကိုကဈေးကွက်ကဘယ်လိုမျိုးဖြစ်သွားလဲအဲ့ဒါကိုသိချင်တယ်အဲ့ဆိုရင် replay ကိုနှိပ်အဲ့အရှိလေးကိုနှစ်ချက်လောက်နှိပ်လိုက်ပြီးသွားရင် replay ပြန်စโอเคရပြီအဲ့တော့ဒီနားရောက်တာနဲ့ရက်ပြီးသွားလို့ရှိရင်ကျတော့ဒီမှာ draw ကိုကရောင်းမယ်အဲ့နားမှာရောက်တာနဲ့ရောင်းကြည့်မယ် short position ဒီလိုလေးရောင်းမယ်အဲ့ဒီနားမှာတန်းရောင်းမယ်ကိုက retrace ကိုမစောင့်တော့ချက်ချင်း aggressive ဝင်မှာအဲ့ဒီလိုရောင်းမယ်ရောင်းပြီးသွားရင် stop loss ကဒီ bearish and gap fin ရဲ့အပေါ်မှာရှိမယ်အဲ့ပြီးသွားရင်ကျွန်တော်တို့ရဲ့ TB ကထားပါတော့ဒီနားလောက်မှာထားမယ်โอเคအဲ့တော့ဒီအခြေအနေတစ်ခုကျွန်တော်တို့မှန်ရဲ့လားโอเค replay လေးကိုနှိပ်လိုက်โอเคရှုံးသွားပြီเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ strategy တစ်ခုကဘယ်လိုအခြေအနေမျိုးမှာမြတ်တာလဲဘယ်လိုအခြေအနေမျိုးမှာဆိုရှုံးလဲဘယ်လိုအခြေအနေမျိုးမှာဆိုလို့ရှိရင် break even ထိလဲဘယ်လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ဘာဖြစ်တက်လဲเนาะအဲ့ဒါတွေကိုကျွန်တော်တို့သိနိုင်မယ်ပြောရလို့ရှိရင်ကိုကကိုဘာအားနည်းချက်ရှိလဲကိုဘယ်ဟာကိုစစ်ဖို့မေ့သွားလဲအဲ့ဒါတွေကိုလည်းကျွန်တော်တို့သိနိုင်မယ်เนาะအဲ့တော့ကျွန်တော်အဲ့လိုမျိုးလေး back test like လောက်တာပေါ့เนาะအဲ့တော့ကိုကဒီလိုမျိုးလှုပ်ပြီးပြီဆိုလို့ရှိရင်လည်းဒီကအမားလက္ခဏာလေးကိုနှိပ်ပေးလိုက်အဲ့ဒါဆိုလို့ရှိရင်ရပြီနော်အဲ့တော့ပြောချင်တာကကျွန်တော်တို့အဲ့လိုမျိုးလေး back testing like လုပ်လို့ရတယ်ဒီ application လေးကကျွန်တော် channel ကိုဟိုးရှိတုန်းကလေးက follow လုပ်ထားတဲ့လူတယောက်ဆိုလို့ရှင်တော့သိလိမ့်မယ်ကျွန်တော်တင်ပေးဘူးတယ်ဘယ်လိုမျိုးသုံးလဲဆိုတော့ဒီကအခုကကျွန်တော်ကဗီဒီယိုတွေအကုန်လုံးကိုပြန်ဖြတ်ထားရတာဖြစ်တဲ့အတွက်တော့ဒါအသေးစိတ်လေးပြန်တင်ပေးရပါတော့เนาะအဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ back test လုပ်မယ်ဆိုလို့ရှင်ဒီအတိုင်းလေးလိုက်ပြီးတော့လုပ်လို့ရတယ်လုံးဝ free သုံးလို့ရတယ်အဲ့တော့ဒီ back test လုပ်တဲ့ go charting application လေးကိုစမ်းပြီးတော့လည်းသုံးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ထပ်သိချင်တာရှိလို့ရှင်လဲ comment မှာဝင်ပြီးတော့ရေးသွားလို့ရတယ်နော်